ကျွန်တော်ဟုတ်ပြပြသွားပြီးတဲ့အချက်တွေကိုလေ့ကျင့်သွားမယ်ဆိုရင်အင်တာဗျူးတွေမှာအောင်မြင်ဖို့ 100% အသေးကြပါပဲအားလုံးပဲမင်္ဂလာပါ Mathsman ယာရူးအတွက်အင်တာဗျူးမှာအောင်မြင်စေဖို့အတွက်အဓိကအချက်6ချက်ကိုလိုရင်းတိုရှင်အမေးဖြေများကိုစနစ်တကျပြင်ဆင်ပေးလိုက်ပါတယ် Mathsman interview question and answer Number 1 Why do you want to be a mathsman? ဘာကြောင့် mathsman ဖြစ်ချင်တာလဲ I like cleaning and helping people. I am hardworking and I want to provide good service to the crew on board. ကျွန်တော်ကတန်ရှင်းရေးလုပ်ရတာနဲ့လူတွေကိုကူညီရတာကြိုက်ပါတယ်ကျွန်တော်ကအလုပ်ကြိုးစားပြီးအဖွဲ့သားတွေကိုဝန်ဆောင်မှုကောင်းကောင်းပေးခြင်းပါတယ် Number 2 How do you keep the mushroom clean? ထမင်းစားခန်းကိုဘယ်လိုတန်ရှင်းအောင်ထားမလဲ I sweep and mop the floor daily. I wipe table after meal and make sure all curly and plate are clean and dry. ကျမ်းမင်ကိုနေ့တိုင်းလှဲပြီးတော့ကျန်းတိုက်တယ်ထမင်းစားပြီးတိုင်းစပွဲတွေကိုတုပ်တယ်ပကံဇွန်ခင်းတွေကိုတန်ရှင်း6တွေ့အောင်လုပ်ပါတယ် App time ကြော်ညာလေးဝင်ပြရစီအန်ကပွိုင်းစီမံစာပေကိုတိပါသလားတမောသားတွေအတွက်တမောလိုင်းချိတ်ဆက်ပေးခြင်းအင်တာဗျူးတင်နန်းများတင်ကြားပေးနေတဲ့လုပ်ငန်းတစ်ခုပါဒီကိုတို့ခင်ဗျားတို့ကန်ကောင်းပြီအင်တာဗျူးတင်နန်းရဲ့တင်နန်းကြီးတွေကိုကြည့်လိုက်အောင်ဈေးမတက်တာဘူးလားတမောသားတယောက်ရဲ့ဝင်ငွေနဲ့ရှင် Yes very cheap right ဒါအပြင်ဒီယာရူးတွေကိုလည်း6လပိုင်းနဲ့တမောတဟုရှိတယ်ဒီကိုတို့လည်းအင်တာဗျူးတင်နန်းတက်ချင်တာပဲဖြစ်ဖြစ်တမောတက်ချင်တာပဲဖြစ်ဖြစ်ဒီဖုန်းနံပါတ်ကိုရုံးချိန်အတွင်းဆက်သွယ်တာဒါမှမဟုတ် Viber ကနေဆက်သွယ်တာဖြစ်ဖြစ်လုပ်ပြီးတော့အခွင့်အရေးကိုရယူလိုက်ပါဝိတ်ရုံးချိန်ဖိုးတဲ့ချိန်ဒီဖုန်းမဆက်နဲ့နော် App time app Number 3 How do you handle cleaning chemical safely တန်ရှင်းရေးသုံးဓာတုပစ္စည်းတွေကိုဘယ်လိုကိုင်တွယ်မလဲ I always wear gloves and a mask I read a label before using them never mix different cleaner together ကျွန်တော်အမြဲလက်အိတ်နဲ့နှာခေါင်းစည်းဝတ်ဆင်ပါတယ်အသုံးမပြုခင်အညွှန်းကိုတေချာဖတ်ပြီးတော့တန်ရှင်းပစ္စည်းတွေကိုရောဆက်ခြင်းလုံးဝမပြုလုပ်ပါဘူး